ကျွန်တော်တို့ဒီနေ့ဒီအမိမေတော်မာရိယာကိုထူယူတည်မှုပြုပြီးကျွန်တော်တို့သင်္နာလုံးနေတာပေါ့နော်၄ရက်ပြည့်ရောက်ပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီတော်တွင်မှာကျွန်တော်တို့ဘုရားသခင်အနေပြီးမှကျွန်တော်တို့ဘုရားသခင်ထံနေပြီးမှကျွန်တော်ရရှိလာတဲ့ကြီးစုတော်တွေအများကြီးပဲရရှိနေပြီးဥရဲ့အဒီကဝက်တွေလည်းကျွန်တော်တို့ရရှိနေပြီပေါ့နော်ကျွန်တော်ယုံကြည်တယ်ဒီမှာအခုကျွန်တော်၄ရက်လောက်မှာဒီလုံးရတယ်ငင်းချမ်းစွာနဲ့ပေါ့နော်ဘုရားသခင်ရဲ့လူတော်တိုင်းပေါ့နော်ကိုယ့်ရဲ့မိသားစုစည်းလုံးကိုချမ်းသာပူဇော်တဲ့ဖြစ်ပေါ့နော်လုံငါအစဉ်ပြီးပူဇော်တဲ့ကျွန်တော်ရည်ရွယ်ချက်နဲ့လာကြတဲ့အရာတွေလည်းကျွန်တော်ရရှိနေပြီလို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ရဲ့ဘဝမှာပေါ့နော်ကိုရရှိတဲ့ကျေးဇူးတော်တွေရည်သွက်လို့မကုန်နိုင်တဲ့အထဲမှာမှကျွန်တော်တခါတလေကိုယ့်ရဲ့ဘဝမှာဘာတွေဖြစ်နေလဲဆိုတဲ့ဟာအတိမထားမိတဲ့ချိန်အများကြီးရှိတယ်လို့ကျွန်တော်ခိုင်းတယ်ပေါ့ပြီးရင်ကျွန်တော်လာမယ့်ချိန်မှာဘာတွေဖြစ်လာမလဲဘယ်လောက်ထိဒုက္ခရောက်လဲဆိုပြီးကိုယ့်ရဲ့ကိုယ့်ရဲ့ပညာပေါ့နော်ကိုယ့်ရဲ့လုံနိုင်စွမ်းအားကိုပဲဆိုလုံးဝမဖြစ်နိုင်ဘူးဆိုပြီးကျွန်တော်ပြန်လဲလုံးတတ်ပြီးတယ်ဒီအရာတွေကတော့ဘာလို့ပြောလဲဆိုတော့ကျွန်တော်ဒီခက်ပြီးတာတော့မဟုတ်ဘူးပေါ့နော်ခုခက်ပြီးတာတော့မဟုတ်ဘူးခုတော့ကျွန်တော်ဒီမြန်မာပြည်ရဲ့အခြေအနေပေါ့နော်ကြည့်မယ်ဆိုရင်88နောက်ပိုင်းဒီဆိုကျွန်တော်88အရေးကြီးဖြစ်တာတဲ့လူတွေကဘာပြောကြလဲစံတပူပေါ့နော်လူစီဘူးတပူ30ချက်ရှိမယ်ဆိုပြီးတော့ဘယ်ဖြစ်နိုင်လဲ10ချက်ရှိကျွန်တော်တို့ဘယ်လိုအသက်ရှင်နိုင်လဲဆိုပြီးပြောနေတာပဲဒါပေမဲ့တွားနေတာ10ချက်မကဘူးအများကြီး20တရားကြီးတက်တယ်ဒါပေမဲ့ကျွန်တော်ဘာဖြစ်သွားလဲတော့သက်ရှင်နေတာပဲဒီဒုက္ခအခက်အခဲတွေကြားထဲမှာဘုရားကကျွန်တော်တို့နဲ့ရှိနေတယ်ပြန်ပလက်ချလိုက်2021ပုံစည်းလုံးတွေဒီလောက်တက်မယ်ဆိုပြီးကျူတယ်ပြောထားမယ်ဆိုရင်အခုချိန်မှာဒီမှာရှိတဲ့မိဘနေရာယူထားတဲ့သူတွေငါကလေးတစ်ယောက်ရှိတယ်ဘယ်လိုကြွေးမွေးမလဲဆိုပြီးစိတ်ပူကြပါပဲဒါပဲကျွန်တော်အခုထိတချို့တော့ထဲမှာတော့ရှိမှာပေါ့လေဒီမှာကျွန်တော်ထင်တယ်ပေါ့နော်နတ်မောင်မစားတဲ့လူလည်းရှိကောင်းရှိတယ်ဒါပဲကျွန်တော်မမှတ်ပဲဒီအရာတွေကြီးပြီးကျွန်တော်ဘုရားနဲ့ကျွန်တော်တို့နဲ့တူနေတယ်ပေါ့နော်ပြည့်စုံတော်မူကျွန်တော်ဒီနေ့အားလုံးဘာသာလူတွေဒီမှာလွယ်နာလာကြအတူတကွဆုံးတော်တယ်ဘယ်လောက်ထိရတာရှိလဲတို့မိသားစုမှာဖခင်နေရာမိခင်နေရာယူထားတဲ့သူတွေအနေနဲ့သူ့ရဲ့သားသမီးတွေအတူတကွဆုံးတော်နေတာကိုမြင်တယ်ဆိုရင်ဘယ်လောက်ထိပြောမလဲကျွန်တော်ဒီနေရာမှာအတူတကွဆုံးတော်တယ်ကျွန်တော်ရဲ့ဘုရားရှင်တော့ဘယ်လောက်ထိကျင့်နိုင်လဲအမိမေတော်မာရိယာဘယ်လောက်ထိကျင့်နိုင်လဲကျွန်တော်တို့ဆူတောင်းနေတဲ့ဟာတွေပြီးဖို့လက်ကားနေပြီးတောင်းကျွန်တော်ခိုင်းတယ်ဘာဖြစ်လို့လဲဒီလောက်စီးလုံးနေတာကျွန်တော်မိသားစုမှာကြီးလိုက်တယောက်တစ်ပေါက်တောင်းနေဘာဖြစ်မှာပြီးစီးလုံးမစီးလုံးပဲနဲ့ညာဖြစ်နေကြတယ်လို့နေလဲအခုကျွန်တော်ဆူတောင်းတာပဲကိုကြီးလိုက်ကျွန်တော်တို့ရဲ့အသင်းတော်ထဲမှာဒီကန္တနာထဲမှာဒီ Paris ထဲမှာဒီကျွန်တော်တို့ဒီကလေးသာသနာထဲမှာဘုရားတကယ်အလုံးလုံးတဲ့ဟာဒီတွက်လို့မကုန်ဒါကျွန်တော်ရွေးချယ်ထားတဲ့ဟာတော့Mary Win of Peace ပေါ့နော်ငြိမ်းချမ်းခြင်းကျွန်တော်ငြိမ်းချမ်းခြင်းရနေတာပဲကိုယ့်ရဲ့နှလုံးသားငြိမ်းချမ်းခြင်းကိုယ့်ရဲ့မိသားစုမှာငြိမ်းချမ်းခြင်းရနေပြီလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးရင်ကျွန်တော်အမိမေတော်မာရိယာဘာဖြစ်လို့ကျွန်တော်တို့ငြိမ်းချမ်းခြင်းဘယင်ပါဆိုပြီးပြောထားတာလေလွယ်လေးပေါ့နော်သူရဲ့ဒါ Prince of Peace ငြိမ်းချမ်းခြင်းအရှင်တကယ်ဆိုတော့ကျွန်တော်တို့အမိမေတော်မာရိယာဒီဝိညာဉ်မှာပေးထားတာဖြစ်တယ်ပြီးရင်သူရဲ့လုံမှာသူရဲ့ဘဝမှာအမိမေတော်မာရိယာလည်းကျွန်တော်လူသားတယောက်အနေနဲ့စဉ်းစားမယ်ဆိုရင်ဘာဖြစ်နေမလဲကျွန်တော်တခါတလေတော့တော့ full of praise ဂျေဇုတော်နဲ့ပြည့်စုံတယ်ဟုတ်ပါဘောဖြစ်မှာဘောဆိုပြီးပြောကောင်းပြောလိုက်တယ်ဒါပေမဲ့သူလည်းလူသားတယောက်ပဲဒုက္ခခက်ခဲခံနေတာပဲသူဒီကလေးမွေးဖို့သူရဲ့သားတော်ဖြစ်တော်ပြားရှင်မွေးဖွားသန်းစေဖို့ဒီဟာတော့မရှိဘူးဘယ်လောက်ထိဒုက္ခရောက်လဲအခုချိန်ကပါလေဒီကလေးတွေအတွက်အာရဟောနော်
တိုင်းပါဘာညာအဲ့ဒါလည်းရှိမှာမဟုတ်ဘူးဘယ်တော့ထိဒုက္ခရောက်ပြီးရင်ဝေးပွားပြီးတာလည်းဟာအီဂျစ်ပြည်မှာထွက်ပြေးရအောင်ပဲထွက်ပြေးဖို့ဘယ်တော့အချိန်ယူရမှာလဲဒုက္ခခါတည်တာပဲနောက်ဆုံးတော့မှသူ့ရဲ့ဒါကတော့သူ့ရဲ့ဝမ်းပိုင်းဒီမှာဝမ်းထဲနေပြီးမှဝေးပွားတဲ့သူ့ရဲ့ဒါကတော့ဒီခါနေတယ်ဘောနော်တက်ခံရသူဘယ်တော့ထိဒုက္ခရောက်လဲဒါပေမဲ့သူ့ရဲ့ယုံကြည်ချက်မာမာမတ်ဘောနော်အစာဒီအလဲအဆုံးထိတီတီနဲ့ပစ္စာရှိတဲ့ဘုရားရှင်ကိုအစီခံခဲ့တယ်ကျွန်တော်တို့ဒီနေ့သူ့ယူဘူးပေါ့နော်သူ့ရဲ့ဘဝမှာဒုက္ခဖြစ်ခဲ့ပြီးမရှိတာမဟုတ်ဘူးဒုက္ခတွေရှိတယ်ဒါပေမဲ့ဒီကြားထဲမှာသူပျော်ရွှင်ခြင်းငြိမ်းချမ်းခြင်းကျွန်တော်တို့ပေးနိုင်ခဲ့ငြိမ်းချမ်းခြင်းရှိပြုစုပြုထောင်နိုင်ခဲ့ကျွန်တော်ဒီငြိမ်းချမ်းခြင်းလို့ပြောလိုက်ရင်တော့ဒီတခြင်းငြိမ်းချမ်းခြင်းတာယာခြင်းပေါ့နော်အမျိုးမျိုးအတိအကျဖွဲ့မှာပဲပေါ့နော်ဒါတော့ကျွန်တော်ငြိမ်းချမ်းခြင်းမရှိဘူးဆိုရင်သူတက်ဖို့ဆိုတာလည်းရှိမှာမဟုတ်ဘူးမြန်မာပြည်ကဘာတဝါလုံးမှာအခုချိန်မှာငြိမ်းချမ်းခြင်းဆိုပြီးပြောနေကြတယ်။အော်နေကြတယ်။ပြီးရင်ကျွန်တော်အတင်းတော်အနေနဲ့ပါလေဒါကျွန်တော်ရဲ့ခေါ်တော်ခြင်းဖြစ်တယ်ဘောနော် call to peace and non-violence ဆိုပြီးပြောနေကြတယ်။ဒါဆိုရင်ကျွန်တော်တခါတလေငြိမ်းချမ်းခြင်းလို့ပြောတဲ့ချိန်မှာကျွန်တော်ငြိမ်းချမ်းရေးလုံးမဲ့လူပဲသူတွေဖြစ်မလဲ။ကျွန်တော်တော့ဝဲမစင်စားဘူး။သူရဲ့မိသားစုထဲမှာငြိမ်းချမ်းခြင်းရှိသလားတချို့ကျွန်တော်အတင်းတော်တုံသင်ပြီးထားတာတော့ငြိမ်းချမ်းခြင်းငြိမ်းသက်ခြင်းဆိုတာ the fruit of justice တရားမျှတခြင်းရဲ့ဒီပွင့်ပဲဖြစ်တယ်မိသားစုမှာကျွန်တော်တို့ဦးစီးဦးဆောင်လုပ်နေတဲ့သူတွေရောကလေးတွေရဲ့ပုံမှာဒီတရားမျှတခြင်းဆိုတဲ့အရာသူတို့ရဲ့အခွင့်အရေးဆိုတဲ့အရာကျွန်တော်ပြီးခဲ့လားပြည့်ဒီမိသားစုတွေကျွန်တော်ဒီနေ့ကျမ်းမာချင်းမဲ့တော့အားကိုးပြီးစုတောင်းတဲ့နေရာမှာကျမ်းမာချင်းလို့ပြောလိုက်ရင်ကျွန်တော်ဝိညာဉ်ကာယကျမ်းမာချင်းဒီနှစ်ခုအရေးကြီးတယ်ပေါ့နော်စိတ်ကျမ်းမာချင်းဆိုတာလည်းအရေးကြီးတယ်အခုချိန်မှာဘယ်လိုဖြစ်နေလဲကျွန်တော်စိတ်မချမ်းသာတဲ့မချမ်းမာတဲ့လူတွေအများကြီးတွေ့ရတယ်လက်နဲ့ကြည့်တာကြားရင်ဒီလောက်ထိုင်လို့မရတဲ့လူပြီးရဲ့အိမ်ထဲမှာလုံးဝမဝင်ချင်တဲ့လူဘာဖြစ်လို့လဲမလျင်လုံးလို့လက်နဲ့ကြည့်တာကြားလို့ပူနေရတဲ့လူတွေအများကြီးရှိတယ်စိတ်တရားခံစားနေတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ဒီလိုတွေကြားထဲမှာကျွန်တော်တို့ကိုယ့်ရဲ့မိသားစုထဲမှာမိဘနေရာယူထားတဲ့လူတွေဒီအရာတွေတရားမျှတခြင်းအကောင်းထဲပေါ်မယ်ပေါ်မဲ့လူတွေအဲ့ဒါဒီပြန်စဉ်းစားမှုတွေလည်းတော့ကျွန်တော်ယုံကြည်တယ်ကဘာငြိမ်းချမ်းခြင်းပြောလာငြိမ်းချမ်းခြင်းလုံးဝမရှိတဲ့နေရာပေါ့နော်နေရာတော်များများပေါ့နော်ဒါဆိုရင်ဘာဖြစ်နေတာလဲကျွန်တော်ကဘာကြီးရအတင်းတော်လဲတောက်လျှောက်ပေါ့နော်ဟာမင်းကြီးတွေဒီမှာငြိမ်းချမ်းခြင်းလုံးဝလည်းနဲ့ချပါဆိုပြီးပြောနေတာသူတို့ပြောတဲ့စကားတွေလိမ်ထဲမှာပဲလွှဲနေကြလားဒါပေမဲ့ရင်းနှီးတာတော့ကျွန်တော်တို့ခုနပြောနေတဲ့မိသားစုတရားတွေဒီမှာစတင်ရမှာပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီရေရငင်းချမ်းရေးဒေဝနိုင်ငံဝင်ဒီပေါ့နော် UN တော်၎င်းပေါ့နော်အများကြီးရှိတယ်ပေါ့နော်အဲ့နိုင်ငံဒီပြန်ကြည့်လိုက်လက်နဲ့အများဆုံးထုတ်ရောင်းနေတဲ့နိုင်ငံတွေဖြစ်နေတယ်ဘာလို့ဒီငင်းချမ်းရေးတွေရောနေလို့ပါလဲပေါ့နော်အမြဲတမ်းငင်းချမ်းရေးအဖွဲ့ဝင်တွေပေါ့နော်9နိုင်ငံလား9နိုင်ငံလားပေါ့နော်လူတို့ရဲ့ဝင်ငွေကြီးလိုက်တဲ့ဒီမှာအရာရှိတဲ့ဝင်ငွေတွေအများကြီးရှိတယ်ပေါ့နော်အတင်းတော်တော့ non-violent peace in this armament ပေါ့နော်ဒီကျွန်တော်ဒီလက်လက်တွေချဖို့ပြီးရင်ပြန်လဲလင်းမြတ်ဖို့စကားပြောဖို့ဓာတ်လုပ်ဖို့တော့မိသားစုတွေထဲမှာလည်းအဲ့ဒါလိုပတ်တယ်ပေါ့နော်ကျွန်တော်တော့ပြီးမယ်တော့မာရီယာတော့ခုနပြောသလိုပေါ့နော်ဒီမိသားစု Holy Family ထဲမှာသူဒီအရာကြီးဥဆောင်ခဲ့တယ်။ဒါရောက်လို့လုပ်ခဲ့တယ်ဆုတောင်းပြီးခဲ့တယ်ချစ်ချင်းမေတ္တာနဲ့ပွင့်လွှတ်ခြင်းဆိုတဲ့အရာတွေနဲ့ဦးစီးဦးဆောင်ခဲ့တယ်။အဲ့ဒါကြောင့်ငြိမ်းချမ်းရေးအရှင်ဆိုတဲ့ခရစ်တော်ဘုရားရှင်ကျွန်တော်တို့မှာရောက်တယ်။ဆိုတော့ကျွန်တော်မိသားစုတွေခုနပြောတဲ့ healthy ပေါ့နော် healthy family ဖြစ်ဖို့လည်းအရေးကြီးတယ်ပေါ့နော်။ပြီးရင်ကျွန်တော်ဘယ်ရောက်ပေါ့နော်ဒီဟာတွေငုလုံးဖို့ပေါ့နော်။ပြီးရင်ကျွန်တော်ဒီနေ့မှာကျွန်တော်ရောက်ယူပြီးပေါ့နော်ယူပြီးအတင်းတော့အခါအားလျော်စွာပေါ့နော်ဒီဘာသာတွေသူ့ရဲ့ဥစုတွေအတွက်အများအားဒီအရာ
ရားခွင့်ကြီးဘောနော်ကျေးဇူးတော်အထူးသဖြင့်ခံစားနိုင်ဘောနော် Your mercy စသဖြင့်ဘောနော်မျိုးမျိုးလူလုံးပြီးတယ်ဘောနော်ဆုတောင်းရမယ့်အရာတွေပြီးရင်ကျွန်တော်ဒီဖတ်ရမယ့်ကျမ်းစာတွေဘောနော်လမ်းမရောက်အောင်ဒီလိုပြီးမဲမှုဆောင်ပြီးခဲ့တဲ့အထူးသဖြင့်ဒီနေ့ Your Beauty မှာကျွန်တော် program ဆောင်ဖို့မျောလင်းခြင်းနဲ့ခရီးသွားဖို့ဘောနော်ပြီးရင်ကျွန်တော်မျောလင်းချက်တွေလည်းပြီးဖို့ဘောနော်စိတ်တရားစရာကောင်းတယ်ဆိုပြီးပြောနေဘာဖြစ်လဲမျောလင်းချက်မှာဘောနော်မပြည့်စုံဘူးကျွန်တော်မျောလင်းခြင်းနဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်ခရီးဆက်ဖို့ပဲဖြစ်တယ်ဘောနော်ခုနပြောလို့မဖြစ်သေးတဲ့ဟာဒီအားဒါဒီလိုဖြစ်မဲ့စိတ်ကြီးစရာဆိုတာထက်ကျွန်တော်တို့မှာရှိတဲ့ဘုရားသခင်ပြီးတဲ့ကြီးစွာတော်တွေရည်သွတ်မယ်ပြီးရင်ကောင်းမဲ့အနာကအမြဲတမ်းလာမယ်မနေ့ပြန်ဒီနေ့နဲ့မနေ့ပြန်အမြဲတမ်းကိုကောင်းမယ်ကိုကောင်းအောင်ကြိုးစားမယ်ဆိုပြီးကျွန်တော်တို့အားလုံးကြိုးစားဖို့ပဲလုပ်မယ်ပြီးရင်ကျွန်တော်တို့ဒီနေ့ healthy family လည်းလုပ်မယ်ပေါ့နော်ကျမ်းမာရေးကောင်းမှုကျမ်းမာနေတဲ့မိသားစုဖြစ်ဖို့လည်းဘာလို့လုပ်လဲစုတောင်းဖို့လည်းလုပ်ပါပဲချစ်ချင်းမေတ္တာလည်းလုပ်ပါပဲတရားမျှတခြင်းဆိုတဲ့အရာတွေလည်းလုပ်ပါပဲခွင့်လွှတ်ခြင်းဆိုတဲ့အရာတွေလည်းလုပ်ပါပဲကျွန်တော်တရားနဲ့တရားခွင့်မလွတ်နိုင်ဘူးဆိုပြီးကျွန်တော်တခါတလေပြောတယ်ဒီလိုပြောပါခွင့်လွတ်နိုင်တယ်ဆိုတဲ့ဟာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ငြိမ်းချမ်းရဲ့ရှင်ပေါ့နော်မိမေတော်မာရီရဲ့ဒါကတော့ခရစ်တော်ဖျားရှင်တော့ကျွန်တော်တို့ငြိမ်းချမ်းခြင်းပေးတယ်ဒီငြိမ်းချမ်းခြင်းကဒီပြန်လဲခြင်းအဖြစ်ကျွန်တော်ရရှိတာခွင့်လွတ်ခြင်းသူခွင့်လွတ်ခဲ့လို့ကျွန်တော်တို့ဒီမှာဘုရားသခင်ရဲ့ဒါသမီးတွေဖြစ်လာတယ်ပေါ့နော်ဒီမိသားစု Holy Family ထဲမှာဒီလိုလိုက်နေတဲ့အားတွေစုတောင်းတယ်ကျွန်တော်တို့မိသားစုတွေရောအတူတကွစုတောင်းလာအတူတကွကျွန်တော်တို့ဘုရားကြောင်းသွားလာအခုချိန်ဆိုကျွန်တော်တို့အချိန်ယူရတယ်ပေါ့နော်လမ်းပန်းဆက်သွယ်ရေးတွေလွယ်လာတယ်တော့ဘုရားကြောင်းသွားဖို့ဆိုစိုက်ကယ်နဲ့သွားရတယ်ကားနဲ့သွားရတယ်ပြန်တယ်ဘုရားတနာရီလောက်သွားရင်15မိနစ်နဲ့ရောက်တယ်အဲ့ဒီ15မိနစ်ပါတော့ကျွန်တော်သုံးပြလဲကျွန်တော်မိသားစုတက်သူကစုကောင်းမလားအောင်းရရည်တခုလုံးမလားဘောနော်ဆိုတော့ကျွန်တော်ဒီနေ့ဘောနော်ဒီလိုနာမှာဘောနော်ဒီမှာရှိနေတဲ့သူတွေအားလုံးကျွန်တော်တို့ကိုယ့်ရဲ့မိသားစုကျမ်းမာရေးကောင်းကိုယ့်ရဲ့မိသားစုမှာရှိနေတဲ့လူတွေအားလုံးရဲ့စိတ်ချမ်းသာမှုကိုချမ်းသာမှုဘောနော်ကျမ်းမာရေးဘောနော်ကျွန်တော်ဒီအရာတွေဟောက်ရှိပြီးကျွန်တော်ခုနပြောနေတဲ့ကောင်းတဲ့မိသားစုကျမ်းမာတဲ့မိသားစုဖြစ်ဖို့ချစ်ချင်းမေတ္တာနဲ့ဦးဆောင်နေတဲ့မိသားစုအမြဲတမ်းဘုရားရဲ့ဘုရားရှင်ကြီးမှာဆုတောင်းနေတဲ့မိသားစုပြီးရင်တရားနဲ့တရားချစ်ချင်းမေတ္တာတရားနဲ့တရားကောင်းကြီးပြီးပေါ့နော်ပြီးရင်တရားနဲ့တရားခွင့်လွှတ်ပြီးမေတ္တာထားတဲ့တရားမျှတခြင်းကိုပေါ်ဆောင်ပြီးတဲ့ကျမ်းမာတဲ့မိသားစုဖြစ်နိုင်ဖို့ကျွန်တော်ဒီနေ့လူအနေနဲ့ချစ်တော်များကိုဆက်လက်ပြီးတောင်းလျှောက်ကြပါစို့